တင်းအတွေးကတင်းဘဝကိုတုံဖော်တယ်တင်းရဲ့ကဘာကိုဘလို့ပြောင်းလဲမလဲဆိုတာကြောင့်ပြောပြပါမှာ James Allen ရဲ့ Gandalf စာအုပ်ဖြစ်တဲ့ As a Man Thinketh ထဲမှာအဓိကအဆိုအမေတစ်ခုရှိပါတယ်လူတစ်ယောက်ဟာသူ့စိတ်နှလုံးထဲမှာတွေးတောကြံစီတယ်လို့ပဲဖြစ်လာတဲ့ဒီစကားဟာရိုးရှင်းပေမဲ့အလွန်ပဲနှက်ဆိုင်ပါတယ်ဆိုလိုရင်းကတော့ကျွန်တော်တို့ရဲ့စိတ်ဟာအရာအားလုံးကိုပုံသွင်းဖန်တီးပေးတဲ့အဓိကဆွမ်းအားဖြစ်ပြီးကျွန်တော်တို့ရဲ့အတွေးတွေကကိုယ့်ရဲ့အကျင့်စရိုက်အခြေအနေနဲ့လုပ်ရက်တွေကိုတက်ရိုက်ပုံဖော်နေတယ်ဆိုတာပါပဲဒီနေ့မှာတော့တင့်အတွေးတွေကိုထိမ့်ချုပ်ခြင်းအပြင်တင့်ဘဝတစ်ခုလုံးကိုဘလို့ပြန်လဲတိဆောက်နိုင်မလဲဆိုတာကိုတငယ်ချင်းတယောက်ကိုပြောပြနေသလိုယဉ်နီးပွင့်လင်းစွာမျှဝေပေးသွားမှာပါအခန်းတဲ့အခြေခံအုတ်မြတ်အတွေးတွေကတင့်ရဲ့ဇရိတာကိုပုံဖော်တယ်လူတယောက်ရဲ့ဇရိတာဆိုတာဟာသူ့ဘဝတစ်လျှောက်လုံးတွေးတောခဲ့တဲ့အတွေးပြောင်းများစွာရဲ့အဆုံးစွန်ရလာပဲဖြစ်ပါတယ်ဒါဟာနေ့အချင်းညချင်းဖြစ်လာတာမဟုတ်ပါဘူးတစ်ပီတပင်ဟာမျိုးစေ့လေးကနေပေါက်ဖွာလာသလိုပါပဲလူတယောက်ရဲ့လောက်ရတိုင်းဟာသူ့စိတ်ထဲမှာဖုံးကွယ်ထားတဲ့အတွေးမျိုးစေ့တွေကနေပေါက်ဖွာလာတာပါရုတ်တရက်လုတ်လိုက်တယ်လို့ထင်လာတဲ့လောက်ရတွေတောင်မှဒီအတွေးမျိုးစေ့တွေမရှိဘဲနဲ့ဖြစ်မလာနိုင်ပါဘူးဒါကြောင့်ကောင်းမွန်တဲ့အတွေးတွေကမြင့်မြတ်တဲ့ဇရိတာကိုဖြစ်ပေါ်စေပြီးယုံညံ့တဲ့အတွေးတွေကတော့လွတ်မဆန်တဲ့ဇရိတာကိုဖြစ်ပေါ်စေပါတယ်ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့လူတစ်ယောက်ဟာသူ့ကိုယ်သူဖန်တီးသူဒါမှမဟုတ်ဖျက်ဆီးသူဖြစ်တယ်ဆိုတာပါပဲသူ့အတွေးတွေဒီဟူသောလက်နဲ့တိုက်ထဲမှာသူ့ကိုယ်သူဖျက်ဆီးမဲ့လက်နဲ့တွေကိုဖန်တီးနိုင်တယ်လို့ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုဒီဟူသောကောင်းကင်ဘုံပိတ်မှန်ကိုတိဆောက်မဲ့ကရိယာတွေကိုလည်းဖန်တီးနိုင်ပါတယ်အရေးကြီးဆုံးနိယာမကတော့ကျွန်တော်တို့ဟာကိုယ့်အတွေးတွေရဲ့အရှင်သခင်ဖြစ်တယ်ဆိုတာပါပဲကျွန်တော်တို့မှာကိုယ့်အတွေးကိုကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်ဒါပေမဲ့ဒီအချက်ကိုစာအုပ်ထဲမှာဖတ်ဖူးယုံတိထားယုံဆိုတဲ့အပေါ်ယံအသည့်နဲ့မလုံလောက်ပါဘူးတကယ်ဉာဏ်ပညာဆိုတာကိုယ်တိုင်လေ့ကျင့်သုံးသပ်ပြီးနားလည်လာခြင်းကနေပဲရရှိတာပါအသိပညာကိုဉာဏ်ပညာအဖြစ်ပြောင်းလဲဖို့အတွက်ကိုယ့်ရဲ့နေ့စဉ်အတွေးတွေနဲ့စိတ်ခံစားချက်တွေကိုစတင်လေ့လာကြည့်ပါဥပမာဒီနေ့ကျွန်တော်ဘာလို့စိတ်တိုသွားလဲအဲ့ဒီစိတ်တိုမှုကဘယ်အတွေးကနေစတင်ခဲ့တာလဲဆိုပြီးကိုယ်တိုင်စမ်းစစ်ကြည့်ပါဒီလိုကိုယ်တိုင်စူးစမ်းလေ့လာခြင်းဟာမြေကြီးထက်ကပဒမြာစိန်ရွှေလိုယရနာတွေတူးဖော်ရတယ်လို့ပါပဲတကယ်နားလည်မှုကိုတခြားသူတွေကပေးလို့မရပဲကိုယ်တိုင်ရှာဖွေတွေ့ရှိမှသာတန်ဖိုးရှိမှာပါရှာသူမှာတွေ့တယ်တကားခောက်ကဲ့သူအတွက်တကားဖွင့်တယ်ဆိုတဲ့စကားအတိုင်းပါပဲအခန်းနဲ့တင်းရဲ့ပတ်ဝန်းကျင်ဟာတင်းစိတ်ရဲ့မှန်တချက်ပါလူတစ်ယောက်ရဲ့စိတ်ကိုဥယျာဉ်တစ်ခုနဲ့နှိုင်းယှဉ်နိုင်ပါတယ်အဲ့ဒီဥယျာဉ်ကိုဂယုတဆိုင်စိုက်ပျိုးပြုစုနိုင်တယ်လို့ပြစ်ထားပြီးအရင်တိုင်းဖြစ်စေနိုင်ပါတယ်ဒါပေမဲ့ပြုစုသည်ဖြစ်စေပြစ်ထားသည်ဖြစ်စေအပင်တွေကတော့ပေါက်လာမှာပါပဲအကယ်၍အတောင်းဝင်တဲ့မျိုးစေ့တွေမထည့်ခဲ့ပင်အလဲကျအပေါင်းပင်တွေရဲ့မျိုးစေ့တွေအများစွာကျရောက်လာပြီးသူ့အလိုလိုပေါက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာကိုယ်စိတ်ဥယျာဉ်ရဲ့ဥယျာဉ်ဦးတွေပါမှားရွေးနဲ့အသုံးမဝင်တဲ့မတန်ရှင်းတဲ့အသွေးပေါင်းပင်တွေကိုရှင်းလင်းပြီးမှန်ကန်တဲ့အသုံးဝင်တဲ့တန်ရှင်းတဲ့အသွေးပန်းပင်တွေနဲ့အသီးနှံတွေကိုစိုက်ပျိုးရမှာဖြစ်ပါတယ်ဒီစိတ်ဥယျာဉ်ကိုပြိုးထောင်ခြင်းဟာပထမအခန်းမှာပြောခဲ့တဲ့ဇရိတာကိုတိဆောက်ခြင်းပါပဲပေါင်းပင်လိုအတွေးဆိုးတွေကိုရှင်းလင်းမှမြင့်မြတ်တဲ့ဇရိတာပန်းပင်တွေပွင့်လန်းနိုင်မှာပါလူတရားရဲ့ပြင်ပအခြေအနေတွေဟာသူ့ရဲ့အတွင်းစိတ်အခြေအနေနဲ့အမြဲတမ်းတဟဇာတာဖြစ်နေပါတယ်လူတွေကသူတို့လိုချင်တာကိုဆွဲဆောင်တာမဟုတ်ပါဘူးသူတို့ဖြစ်နေတဲ့အရာကိုပဲဆွဲဆောင်တာပါကျွန်တော်တို့ဟာကိုယ်အသွေးတွေကတိဆောက်ထားတဲ့နေရာမှာပဲအမြဲတမ်းရှိနေပါတယ်ဒါကြောင့်မှတ်ထားရမှာကတော့တင်ပတ်ဝန်းကျင်အခြေအနေတွေကသင်ကိုဖန်တီးနေတာမဟုတ်ပါဘူးအဲ့ဒါတွေကသင်ဘလို့လူလဲဆိုတာကိုဖွန်ထုတ်ပြနေရဲ့အမှန်တချက်ပါပဲအခန်း3အတွေးနဲ့ကျမ်းမာရေးစိတ်နဲ့ခန္ဓာကိုယ်ရဲ့ဆက်ဆက်မှုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာစိတ်ရဲ့အစေခံတစ်ယောက်လိုပါပဲစိတ်ကအမိန့်ပေးတဲ့အတိုင်းတွေးတောတဲ့အတိုင်းနားခံပါတယ်အဲ့ဒီအတွေးတွေဟာရွယ်ချက်ရှိရှိရွေးချယ်ထားတာပဲဖြစ်ဖြစ်အလိုလျောက်ဖြစ်ပေါ်လာတာပဲဖြစ်ဖြစ်ခန္ဓာကိုယ်အပေါ်တက်ရောက်မှုရှိပါတယ်အပြည့်သဘောဆောင်သောအတွေးများကြောက်ရွံ့ခြင်းစူးရင်ပူပန်ခြင်းမနာလိုဝန်တိုခြင်းစိတ်ပြက်အားငယ်ခြင်းစတဲ့မတန့်စင်တဲ့အတွေးတွေဟာခန္ဓာကိုယ်ကိုယောဂဘေးရတွေနဲ့ပျက်စီးယိုယွေးမှုတွေစီကိုအလင်းအမြန်တွန်းပို့ပါတယ်ကြောက်စိတ်နဲ့ပတ်သက်ပြီးမှတ်သားစရာအချက်တစ်ခုကတော့ကြောက်ရွံ့တဲ့အတွေးတွေဟာကြည်စမ်းတောင်းလိုပဲလူတစ်ယောက်ကိုချက်ချင်းတတ်နိုင်တယ်ဆိုတာပါပဲအပြုသဘောဆောင်သောအတွေးများခွန်အားရှိပြီးတန့်စင်ပျော်ရွှင်တဲ့အတွေးတွေရှင်လန်းတက်ကြွတဲ့အတွေးတွေမေတ္တာတရားနဲ့စေတနာကောင်းတွေကတော့
ခန္ဓာကိုယ်ကိုကြန့်ခိုက်ကြမ်းမာစေပြီးနှုတ်ပြိုလှပစေပါတယ်။မျက်နှာမုံတုံးနေတာကမတော်တဆဖြစ်လာတာမဟုတ်ဘူး။မချိုမြိန်တဲ့အတွေးတွေကဖန်တီးလိုက်တာပါ။ရုပ်ပြစင်ပြဖြစ်စေတဲ့အရေးအကြောင်းတွေကိုမိုက်မဲမှုတဏှာရာဂနဲ့မာနတရားတွေကရေးဆွဲလိုက်တာပါပဲ။ဒါကြောင့်အဓိကနိယာမကတော့ရှင်းပါပဲ။တန့်စင်သောနှလုံးသားမှာတန့်စင်သောဘဝနဲ့တန့်စင်သောခန္ဓာကိုယ်ကိုရရှိစေသည်။သင်ခန္ဓာကိုယ်ကိုကာကွယ်ခြင်းရင်သင်စိတ်ကိုစောင့်ရှောက်ပါ။သင်ခန္ဓာကိုယ်ကိုအသစ်တဖန်ပြန်လဲနှုတ်ပြစေခြင်းရင်သင်စိတ်ကိုလှပအောင်ပြုလုပ်ပါ။အခန်းလေးရည်ရွယ်ချက်ရှိတွေးခြင်းရဲ့စွမ်းအားအတွေးကိုတိကျတဲ့ရည်ရွယ်ချက်တစ်ခုနဲ့မချိတ်ဆက်မချင်းဉာဏ်ပညာနဲ့ပြည့်စုံတဲ့အောင်မြင်မှုဆိုတာဘယ်တော့မှဖြစ်မလာနိုင်ပါဘူး။အဲ့ဒီရည်မှန်းချက်ဟာဖြစ်စီဥစ္စာဆိုင်ရာဖြစ်စေစိတ်ထက်ပိုင်းဆိုင်ရာဖြစ်စေဘာမဆိုဖြစ်နိုင်ပါတယ်။ရည်ရွယ်ချက်မရှိဘဲအတွေးတွေလွင့်မြော်နေခြင်းဟာကြာရှုံးခြင်းရဲ့လက္ခဏာဖြစ်ပြီးဘေးဒုက္ခနဲ့ပျက်စီးဆုံးရှုံးမှုစီကိုဥတည်စေနိုင်ပါတယ်။ရည်ရွယ်ချက်မရှိတဲ့သူတွေဟာတေးဖွဲတဲ့စိုးရင်ပူပန်မှုတွေကြောက်ရွံ့မှုတွေပြဿနာတွေနဲ့ကိုတနာနေခြင်းတွေရဲ့တားကောင်ဖေးအလွယ်တကူကြားရောက်သွားတတ်ကြပါတယ်။ရည်ရွယ်ချက်ရှိတွေးခေါ်နိုင်ဖို့အတွက်အောက်ပါအဆင့်တွေကိုလိုက်နာနိုင်ပါတယ်။နံပါတ်1လူတစ်ယောက်ဟာသူ့နှလုံးသားထဲမှာတိကျမှန်ကန်တဲ့ရည်ရွယ်ချက်တစ်ခုကိုချမှတ်သင့်ပါတယ်။နံပါတ်2အဲ့ဒီရည်ရွယ်ချက်ကိုသူ့အတွေးတွေရဲ့ဗဟိုချက်မှအဖြစ်ထားရှိရပါမယ်။နံပါတ်3တန်တရားနဲ့ကြောက်ရွံ့မှုတွေကိုလုံးဝဖယ်ရှားပေးရပါမယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဓာတွေကကြိုးပမ်းမှုကိုပြပြစေတဲ့အစိတ်အတောက်တွေဖြစ်လို့ပါ။တန်တရားနဲ့ကြောက်ရွံ့မှုတွေဝင်လာတာနဲ့ခွန်အားရှိတဲ့အတွေးတွေအားလုံးရပ်တန့်သွားပါလိမ့်မယ်။ကြောက်တရားနဲ့တန်တရားစိတ်တွေဟာကျွန်တော်တို့ရဲ့အလားတွေကိုဖျက်ဆီးပြီးနောက်ပြန်ဆွဲထားနိုင်တဲ့အင်အားကြီးမားတဲ့ရန်သူတွေဒါမှမဟုတ်တခုတွေနဲ့တူပါတယ်။ကြောက်တရားဆိုတာမဖြစ်စေခြင်းတဲ့အနာဂတ်ကိုစိတ်နဲ့ပုံဖော်ပြီးအဲ့ဒီစိတ်ကိုတကယ်ဖြစ်လာအောင်ကိုယ်စိတ်ကပဲလိုလားဖိတ်ခေါ်နေတာနဲ့တူပါတယ်။အလုတ်တစ်ခုမအောင်မြင်မှာကိုကြောက်နေတဲ့သူဟာအလုတ်ကိုဘယ်တော့မှမစဖြစ်တော့ဘူး။ဒီလိုနဲ့သူ့လက်ကြောက်စိတ်ကပဲသူ့ကိုတကယ်မအောင်မြင်အောင်ဖန်တီးလိုက်တာပါ။ငါလုံနိုင်ပါမလားဆိုတဲ့တန်တရားစိတ်ကတော့ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုတိုက်စားပြီးမစတင်ခင်မှာပဲရပ်တန့်စေပါတယ်။ဒီအနုသဘောဆောင်တဲ့အတွေးတွေဟာဒုက္ခနဲ့ကြာရှုံးမှုတွေရဲ့အဓိကအကြောင်းရင်းတွေပါ။စိတ်ထဲမှာဒီလိုအတွေးတွေရှိနေရင်ဒုက္ခဆင်းရဲတွေဟာနွားနောက်ကလိုက်တဲ့လှဲပြီးလို့အမြဲတမ်းကတ်ပါလာမှာဖြစ်ပါရဲ့။သင်အတွေးကိုရည်ရွယ်ချက်နဲ့ရဲဝံ့ချိတ်ဆက်လိုက်တဲ့အခါမှာတော့အဲ့ဒီအတွေးဟာအရာအလုံးကိုဖန်တီးနိုင်စွမ်းရှိတဲ့စွမ်းအားတစ်ခုဖြစ်လာပါလိမ့်မယ်။ငါအဲ့မလက်တွေ့တော့စိတ်ကူးအမြင်ရဲ့အခန်းကဏ္ဍအတွေးအမြင်ကောင်းသူတွေဟာကဘာကြီးကိုကဲတင်သူတွေဖြစ်တယ်ဆိုတဲ့စကားတခွန်းရှိပါတယ်။ကဘာကြီးရဲ့တိုးတက်မှုအားလုံးဟာဖန်တီးသူတွေရဲ့စိတ်ကူးမြင် vision တွေကနေစတင်ခဲ့တာပါ။ကိုလန်ဘတ်ဟာကဘာတိတစ်ခုရဲ့စိတ်ကူးမြင်ကိုမွေးမြူခဲ့လို့အဲ့ဒီကဘာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကောပါနီကတ်ဟာပုံမကျဲပြန့်တဲ့စစ်ကြောလာထဲမှာကဘာပေါင်းများစွာရှိတယ်ဆိုတဲ့စိတ်ကူးအမြင်ကိုမွေးမြူခဲ့လို့အဲ့ဒါကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဘုဒ္ဓဟာကိလေသာကင်းစင်ပြီးအေးချမ်းလှပတဲ့နိဗ္ဗာန်ရဲ့စိတ်ကူးအမြင်ကိုမြင်အောင်ခဲ့လို့အဲ့ဒီနေရာကိုဝင်ရောက်နိုင်ခဲ့ပါတယ်။တင်းရဲ့စိတ်ကူးအမြင်ဟာတင်းတနည်းမှာဖြစ်လာမယ့်အရာရဲ့ဂတိစကားဖြစ်ပါတယ်။စင်ရဲမွဲတေးပြီးညစ်ပတ်နန်စော်နေတဲ့ပတ်ဝန်းကျင်တစ်ခုမှာနေထိုင်ရတဲ့လူငယ်လေးတစ်ယောက်ကိုစဉ်းစားကြည့်ပါ။သူဟာပုံမကောင်းမွန်တဲ့ဘဝဉာဏ်ပညာလှပမှုတွေအကြောင်းကိုအိမ်မက်ခဲ့တယ်။သူ့စိတ်ထဲမှာစံပြဘဝပုံစံတစ်ခုကိုတည်ဆောက်ခဲ့တယ်။ဒီစိတ်ကူးအမြင်ဟာသူ့ကိုတွန်းအားပေးတဲ့အတွက်သူ့ရဲ့အားလက်ချိန်တိုင်းမှာကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားခဲ့တယ်။မကြခင်မှာပဲသူ့စိတ်တွေပြောင်းလဲလာတာနဲ့အမျှသူ့ရဲ့မကောင်းတဲ့ပတ်ဝန်းကျင်ဟာအဝေးဟောင်းတစ်ထည်လူသူ့ဘဝထဲကနေထွက်ခွာသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါလူတွေကကံကောင်းလိုက်တာလို့ပြောကြပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အောင်မြင်မှုတိုင်းရဲ့နောက်ွယ်မှာကံဆိုတာမရှိနိုင်ပါဘူး။မမြင်နိုင်တဲ့စမ်းသပ်မှုတွေကြာရှုံးမှုတွေစ조사အားထုတ်မှုတွေနဲ့စွန့်လွတ်အနစ်နာခံမှုတွေအများကြီးရှိနေတယ်ဆိုတာကိုသူတို့မသိလိုက်ကြပါဘူး။မိတ်ဆွေရောတင်းစိတ်ထဲမှာဘလို့စံပြဘဝပုံစံတစ်ခုကိုတိဆောက်ထားပြီးပြီလေအခန်း6အဆုံးစွန်ပန်းတိုင်းစိတ်တည်ငြိမ်အေးချမ်းခြင်းစိတ်ရဲ့တည်ငြိမ်အေးချမ်းမှု serenity ဟာဉာဏ်ပညာရဲ့အလှပဆုံးရတနာတစ်ခုဖြစ်ပါတယ်ဒါဟာနှစ်ရှည်လာများစိတ်ရှိရှိနဲ့ကြိုးစားအထောက်မှုနဲ့မိမိကိုယ်ကိုထိန်းချုပ်ကွပ်ကဲနိုင်မှုရဲ့ရလဒ်ဖြစ်ပါတယ်ကိုဘလို့အုပ်ချုပ်ရမလဲဆိုတာကိုသင်ယူပြီးတဲ့တည်ငြိမ်တဲ့လူတစ်ယောက်ဟာတခြားသူတွေနဲ့ဘလို့လိုက်လျော်ညီးတွေနေရမလဲဆိုတာကိုလည်းသိပါတယ်သူဟာအရာအလုံးရဲ့အတွင်းပိုင်းဆက်သွယ်မှုတွေကိုမြင်နိုင်တဲ့အတွက်အသေးအဖွဲကိစ္စတွေအတွက်စိတ်ဆိုးဒေါသထွက်ခြင်းစိုးရင်ပူပန်ခြင်းမရှိတော့ပါဘူးတည်ငြိမ်မှုဟာစွမ်းအားခ
calmness if power ဖြစ်ပါတယ်ခွန်အားကြီးပြီးတည်ငြိမ်တဲ့လူကိုလူပိုင်းကချစ်ခင်လေးစားပါတယ် သူဟာတဲကန်နာရထဲကအရေးရအပင်တပင်လိုမုန်တိုင်းထန်ကြီးမှာခိုးလုံရကြောက်ဆောင်ကြီးတစ်ခုလိုပါပဲ ကျေးဇူးတင်တတ်ပါစေအခုပဲကျေးဇူးတင်စရာတွေကိုစဉ်းစားကြည့်လိုက်ပါအခုပဲပြောပါရာထူးတမဝင်ငွေတိုးမှကားဝယ်နိုင်မှလိုချင်တာတွေပိုင်ဆိုင်နိုင်မှဆိုတဲ့အတေးကိုဖျောက်ပြီးအခုပဲပြောပါဘဝပင်လေပလင်တဲ့စိတ်မွန်တိုင်းထားနေတဲ့စာဖတ်မိတ်ဆွေများခင်ဗျာတည်ထားပါသင်ဘဝရဲ့လေးပေါ်မှာထင်းချုပ်နိုင်တဲ့သခင်တယောက်ရှိနေပါတယ်သူဟာအိပ်ပျော်နေပါတယ်သူ့ကိုနှိုးလိုက်ပါသင်စိတ်လေးကိုသင်ကိုယ်တိုင်ထင်းချုပ်ပြီးအတွေးတီးဟူသောပက်ကိုခိုင်မြဲစွာကင်ဆွဲထားလိုက်ပါသင်နှလုံးသားကိုငြိမ်းချမ်းပါတည်ငြိမ်ပါလို့အမိန့်ပေးလိုက်ပါနေကုန်းဒီဆောင်မကနေကျွန်တော်တို့သိလိုက်ရတာကတော့အတွေးဟာဇရိတ်ကိုပုံဖော်တယ်ပဝန်းကျင်ကိုပုံဖော်တယ်ကျမ်းမာဤနဲ့အောင်မြင်မှုကိုတက်ရောက်မှုရှိတယ်ဆိုတာပါအရာအလုံးဟာအတွေးကနေစတင်ပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့သင်ဟာသင်အတွေးတွေရဲ့သခင်ဖြစ်တဲ့အတွက်သင်ကိုယ်သင်ဖန်တီးရှင်သင်ဘဝရဲ့ပုံဖော်သူသင်ကံကြမ္မာရဲ့တိလျှောက်သူဖြစ်တယ်ဆိုတဲ့အားပေးစကားနဲ့ညီကွန်းချုပ်လိုက်ပါရလေဒီနေ့ကစပြီးသင်စိတ်ထဲကိုဝင်လာတဲ့အတွေးတွေကိုစတင်ဆောင်ကြည့်လိုက်ပါအပြတ်သဘောဆောင်တဲ့အတွေးတွေကိုဖယ်ရှားပြီးအပြုတ်သဘောဆောင်တဲ့ခွန်အားဖြစ်စေတဲ့အတွေးတွေနဲ့အစားထိုးလိုက်ပါသင်အတွေးတွေပြောင်းလဲသွားတာနဲ့အမျှသင်ကဘာကြီးတစ်ခုလုံးလိုက်ပါပြောင်းလဲလာတာကိုသင်အံ့ဩပွားတွေ့မြင်ရပါလိမ့်မယ်